Overseas Worker Identification Card OWIC ကတ်ဆိုတာစစ်ကောင်စီရဲ့လူငယ်တွေပြပထွက်ခွာတာကိုတားဆီးထိန်းချုပ်ဖို့နဲ့ပြပရောက်မြန်မာတွေစီကအကွန်ကောက်ခံဖို့တာဖြစ်ပြီးပြပရောက်သူတွေကိုအကျိုးပြုတာမရှိပါဘူးလူငယ်တွေပြပထွက်ခွာတဲ့အခါလေစိတ်မှာပြဖို့နဲ့လဝကစစ်ဆေးတဲ့အခါပြသနိုင်ဖို့အတွက်သာဖြစ်ပြီးပြပကိုရောက်သွားတဲ့အချိန်မှာတော့ဘာမှသုံးမရတဲ့ပလတ်စတစ်ကတ်တာဖြစ်တာကြောင့်တနည်းအားဖြင့်လှုပ်ရှားဖို့ကွန်တစ်ခုပါပြည်ပမှာတွားအလုပ်လုပ်နေတဲ့အလုပ်သမားဖြစ်ကြောင်းပြည်တွင်းမှာတက်တေခံကပ်ပြုလုပ်ခိုင်းပြီးအခွန်တောင်းတဲ့အဆင့်သာရှိပြီးပြည်ပမှာတဆုံတစ်ခုပြဿနာဖြစ်လို့တန်ယုံကနေဖြေရှင်းဖို့လိုတဲ့အခါ OWIC ကတ်ကအသုံးမဝင်တာပါမြန်မာနိုင်ငံဟာပြည်ပကိုအခြေခံလုပ်သားနဲ့အိမ်အကူအများဆုံးဆေလွှတ်တဲ့နိုင်ငံဖြစ်ပေမဲ့ပြည်ပရောက်နေတဲ့မြန်မာလုပ်သားတွေအတွက်မြန်မာတန်ယုံတွေဟာအကူအညီလဲမရကြသလိုပြဿနာတစ်ခုခုဖြစ်လာရင်လဲကူတူမဲ့ပါဒါပေမဲ့စစ်ကောင်စီဟာပြပရောက်မြန်မာတွေစီကနေအခွန်တွေရချင်နေတယ်လို့ OWIC ကတ်ပြုလုပ်ခိုင်းပြီးမရှိရင်လေစိတ်လဝကအကောက်ခွန်အဖွဲ့တွေကတားဆီးဖို့အမိတ်ပေးတာကလွဲပြီးလုပ်သားတွေကိုအကျိုးကျေးဇူးမရှိတာပါဘာမှအသုံးမဝင်တဲ့ OWIC ကတ်ကိုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေတဆင့်ပြုလုပ်ခိုင်းပြီးတော့တားဆီးဖို့စ조사နေကြမယ့်အစားပြပရောက်လုပ်သားတွေကိုအကျိုးပြုတဲ့နီလန်လေးမစင်စားကြတာကအံ့ဩစရာပါပဲ